လာပြင်းရရဲ့ဒါကောက်ရှင်အပိုင်း20ဒီလိုနဲ့10နှစ်ကြာပြီးသွားတဲ့နောက်မှာတော့ခိုင်ကောင်းဆောင်အားလုံးကိုညရင်ရှင်းခဲ့ပါတယ်ဆိုတဲ့တင်းဖုံရဲ့သတင်းကကြောက်လို့နီးနီးဖြစ်သွားခဲ့ပါပြီ။ဒါအပြင်ဘယ်သူကမှပြတ်မပြောတော့တာကြောင့်တစ်ချိန်လုံးဖြစ်ခဲ့တယ်ဆိုတဲ့အဖြစ်အပျက်ကပုံမြင်သာသာပဲရှိနေပါတော့တယ်။တကယ်တမ်းမှာတော့ဖြောင်းမက်ကိုင်းသားတွေဖြစ်တဲ့တချို့ကိုင်းဆက်ခံသူတွေကတော့ပြန်ထန်းရှင်ရဲ့အရန်ကနေကကွယ်နိုင်ဖို့ခုထိခေါင်းစားနေကြရုံပဲဖြစ်ပါတယ်။တန်တာရီရဲ့ဆက်လိုက်ဖြစ်တဲ့တင်းဖုံကတော့ဒီတိုက်ခိုက်မှုကြီးပြီးသွားကြတဲ့ကရွာလေးတစ်ရွာမှာဇက်မြုပ်နေထိုင်နေခဲ့ပါတယ်။တနေ့မှာတော့တိုင်းလောကတဝိုက်မှာတဲခုကန်တစ်ခုကအတော်လေးကိုနာမည်ကြီးနေခဲ့ပါတယ်။ဒီတဲခုကန်မှာရှိတဲ့လူအကုန်လုံးကဒုက္ခသည်တွေဖြစ်ကြပြီးသူတို့အနေနဲ့လည်းဒီတဲခုကန်ကိုမိခိုးပြီးစားတောက်နေကြတာပဲဖြစ်ပါတယ်။ဒါကိုကြားမိတဲ့ကျုံမင်ကတော့သူ့တာဝန်ဝတ္တရားအရာဒီကိစ္စစုံစမ်းရမယ်လို့ဆုံးဖြတ်လိုက်ပြီးတဲခုခံကိုတွားရောက်စစ်ဆေးခဲ့ပါတော့တယ်။စစ်ဆေးဖို့ရောက်သွားတဲ့အခါမှာတော့ဝူမန့်ဆိုတဲ့ဆိုင်းဘုတ်ကိုအရင်ဆုံးတွေးလိုက်ရတာမို့ဒီတဲခုခံကိုတီထောင်ထားတဲ့သူကသူနဲ့အနှဲငယ်တော့ပတ်သက်မှုရှိမယ်လို့တွေးလိုက်မိပါတော့တယ်။ဒီလိုနဲ့တဲခုခံတဲဝင်သွားပြီးသူဟာတမားတော်ဖြစ်ကြောင်းနဲ့တညတာတဲခုခွင်ပေးဖို့တောင်းဆိုလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဒီတဲခုခံဟာဒုက္ခရောက်နေတဲ့လူတိုင်းအတွက်နားခိုရနေရတစ်ခုဖြစ်တဲ့အကြောင်းသိခဲ့ရပါတော့တယ်။ဒီထက်ပိုပြီးသိလိုက်ရတာကဒီတဲကိုခံမှာတတိမရှိဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်။တတိမရှိပဲဒီလောက်စီလုံးနေမယ့်နေရာတစ်ခုကိုမဖွဲ့စည်းနိုင်တဲ့အကြောင်းသိတဲ့အတွက်တေချာမေးကြည့်လိုက်တဲ့အခါမှာတော့ဒီတဲကိုခံမှာရှိတဲ့လူတွေအကုန်လုံးဟာသူတို့ကိုထောက်ပံ့ပေးထားတဲ့တတိဖြစ်သူကိုမတွေ့ဘူးကြဘူးဆိုတာကိုသိလိုက်ရပါတော့တယ်။ဒီလိုနဲ့မေးစရာရှိတာမေးပြီးစားတောက်တဲ့ချိန်ရောက်တဲ့အခါမှာတော့သူစားမိလိုက်တဲ့ဟင်းရည်တစုံကတစ်ချိန်ကစားခဲ့မှုတဲ့အရာသာနဲ့တစ်ထက်တည်းတူနေတာကိုသတိထားလိုက်မိပါတော့တယ်။တစ်ဖက်မှာတော့တင်းဖုံကချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ကိုပိုင်ဆိုင်ထားခဲ့ပါတယ်။တင်းဖုံအနေနဲ့ကသူလုပ်ခဲ့တဲ့ပြစ်မှုတွေအတွက်အမြဲတမ်းနောင်တရတဲ့အနေနဲ့ညရင်ချင်းတုတ်တင်ခဲ့တဲ့လူအယောက်300ကျော်ရဲ့အုပ်ကူမှာအမြဲတမ်းဝှချကြော့နေခဲ့ပါတယ်။ဒီလိုနဲ့ပဲသူ့တဲခုခံစီကိုရောက်လာပြီးစိတ်သက်ကြနေတဲ့ဒုက္ခတွေတချို့ကိုအားပေးခဲ့ပြီးတဲခုခံကိုဖွင့်ထားတာနဲ့ပတ်သက်ပြီးကျေးဇူးတင်ခံခြင်းလို့မဟုတ်ပဲတိုင်းပညာကြောင့်ဘဝပြတ်သွားတဲ့တိုင်းလောကသမားတွေကိုနောက်ထပ်ပြန်လည်ရှင်သန်နိုင်အောင်လုပ်ပေးခြင်းလို့ဖြစ်တဲ့အကြောင်းပြောပြနေခဲ့ပါတယ်။ဒီလိုပြောတဲ့အခါမှာလည်းမျက်နှာမပြပဲဂလကနောက်ွယ်ရနေပြောနေတာကြောင့်တဲခုခံနဲ့ရောက်နေတဲ့ဝူမင်တယောက်တင်းဖုံကိုမြင်ခွင့်မရပဲဖြစ်နေခဲ့ပါတယ်။ဝူမင်သိထားတာကတင်းဖုံဟာညရင်ချင်းလူအယောက်300ကျော်တက်ဖြတ်ခဲ့တယ်။မိစ္ဆာခိုင်းနဲ့ပူပေါင်းနဲ့မောက်မာတယ်ဆိုပြီးသိထားခဲ့ပေမဲ့ခုပြောသွားတဲ့တဲခုခံပိုင်ရှင်ရဲ့စိတ်ထားကတော့ကျင်နာစိတ်အပြည့်နဲ့မောက်မာစိတ်မရှိတာကိုခံစားမိတာကြောင့်သူထင်နေတဲ့တင်းဖုံမဖြစ်နိုင်ဘူးလို့စိတ်ထဲကတွေးနေမိပါတော့တယ်။တကယ်တမ်းမှာတော့တင်းဖုံရဲ့ဘဝကသားလေးဖြစ်သူနဲ့အတော်လေးကိုအေးချမ်းနေကြတာဖြစ်ပါတယ်။ဒီလိုနဲ့ဝူမင်တယောက်တဲခုခံကနေပြန်ထွက်လာတဲ့အခါချစ်စရာကောင်းတဲ့ကလေးလေးတယောက်ကိုတွေ့လိုက်ရပါတယ်။သူ့ရဲ့လက်မှာလည်းကျုံးကြီးလေးတစ်ချောင်းပတ်ထားတာကိုတွေ့လိုက်ရပါသေးတယ်။ဒါကြောင့်ကလေးရဲ့နောက်ကိုလိုက်ပြီးစုံစမ်းကြည့်တဲ့အခါမှာတော့ဒီကလေးလေးကတဲခုကန်ပိုင်ရှင်ရဲ့တားဖြစ်တဲ့အကြောင်းသိလိုက်ရပါတော့တယ်။သူ့ဖေဖြစ်သူကဒီအုပ်ကူ300ကျော်ကိုအမြဲတမ်းဂါရဝလာပြုတယ်ဆိုတဲ့အကြောင်းသိလိုက်ရပါတယ်။ဒီလိုနဲ့ကလေးလေးကိုသူ့ဖေနာမည်မေးကြည့်တဲ့အခါမှာတော့တင်းဖုံဆိုတဲ့နာမည်ကိုလက်မရေးပြီးပြောပြသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဒီအုပ်ကူပေါင်း300ကျော်စီကိုသွားပြီးစိတ်ပြက်လက်ပြက်ထိုင်နေတော့မှပဲတဲခုကန်မှာရှိတဲ့ဒုက္ခသည်တွေကရောက်လာကြပြီးသူ့ကိုလက်ညှိုးဝိုင်းထိုးကြပါတော့တယ်။တချိန်ကအတိုင်းသမားတွေဖြစ်တဲ့အတွက်နည်းနည်းလေးမှလူကဲခတ်မညံ့နေခဲ့ကြပါဘူး။ဟူမင်ကိုဘယ်လိုရည်ရွယ်ချက်နဲ့တဲခုခံကိုလာခဲ့တာလဲလို့မေးနေကြပါတယ်။ဟူမင်ကလည်းခင်ဗျားတို့အားလုံးကြည်ညိုနေကြတဲ့ဒီတဲခုခံပိုင်ရှင်ဆိုတာကလူအယောက်300ကျော်ညရင်ချင်းတက်ပြီးဆက်စီပစ်ခဲ့တဲ့လူတယောက်ဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတော့တယ်။ဒါပေမဲ့အတိုင်းသမားတွေဖြစ်ကြတဲ့ဒုက္ခသည်တွေကဒီအဖြစ်တွေကိုမမှုပဲခုလက်ချိတင်းဖုံကိုပဲယုံကြည်ကြတဲ့အကြောင်းသူတို့ဘဝကိုကယ်တင်ပေးနေတဲ့တင်းဖုံကိုပဲအကောင်းပြောနေကြပါတယ်။ဒီနေရာကပဲသူတို့ကိုမျှော်လင့်ချက်ပြန်ရအောင်လုပ်ပေးနိုင်ပြီးပျော်ရွှင်စရာကောင်းတဲ့နေရာတစ်ခုဖြစ်တဲ့အကြောင်းပြောနေခဲ့ပါတယ်။ဒါကိုကြားလိုက်ရတဲ့ဝူမင်ကတော့အတော်လေးစဉ်းစားရကျက်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဒီကိစ္စတွေကိုမစုံစမ်းတော့ပဲစံအိမ်စီကိုပဲပြန်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒါပေမဲ့မကြခင်မှာပဲအစီခံတယောက်ရောက်လာခဲ့ပြီးသူတို့ရဲ့တတိကတော့ရုတ်တရက်မျက်စိကိုက်လာတဲ့အတွက်တမားတော်ဖြစ်တဲ့သူစီကိုအကူအညီလာတောင်းတာဖြစ်တဲ့အကြောင်းပြောပြခဲ့ပါတယ်။ဒါကြောင့်ကူညီနိုင်ဖို့အတွက်တင်းဖုံနဲ့ရှင်းရှင်းရှိတဲ့အခန်းကိုလိုက်သွားပါတော့တယ်။
ဒီလိုနဲ့ရှင်းရှင်းရဲ့ကြိုက်ခဲမှုဝေဒနာကိုခဏတာတက်တာပြောက်ကင်းဖို့တွေးကြောပိတ်ပေးပြီးလိုတဲ့ဆေးတချို့ကိုလည်းပေးခဲ့ပါတယ်။ရှင်းရှင်းရဲ့မျက်လုံးကိုကုသပေးဖို့ဆုံးဖြတ်ခဲ့ပေမဲ့ချက်ချင်းဆိုသလိုပဲရှင်းရှင်းတို့ရဲ့အဝေးကိုထွက်သွားဖို့စဉ်းစားမိသွားပါတယ်။ဒါကြောင့်ဘာစကားမှမပြောနေတော့ပဲပြန်ထွက်သွားဖို့လှုပ်တဲ့ချိန်မှာတော့တင်းဖုန်တယောက်တစ်ခုခုကိုစဉ်းစားမိသွားပါတော့တယ်။ဒါကြောင့်လက်ပြန်ထွက်သွားတဲ့ဝူမင်နောက်ကိုလိုက်ပြီးကျွန်တော်မှန်းတာမမအောင်ဆိုရင်ခမကကြင့်ုံမြင်ပဲဖြစ်ရမယ်လို့ပြောပြီးတယောက်ကိုတယောက်ပြန်မိတ်ဆက်လိုက်ကြပါတော့တယ်။ရှင်းရှင်းရဲ့မျက်လုံးကိုပြန်ကုပေးခြင်းတဲ့အတွက်10နှစ်ကျော်ကြာဆေးပညာသင်ယူနေခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်တင်းဖုန်တယောက်သူ့ကိုရိပ်မိသွားတဲ့အတူတူမပြန်တော့ပဲရှင်းရှင်းရဲ့မျက်လုံးကိုကုသပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒါကြောင့်တင်းဖုန်နဲ့အတူရှင်းရှင်းစီကိုလိုက်သွားခဲ့ပါတော့တယ်။ရှင်းရှင်းကလည်းဝူမင်ကိုပြန်တွေ့လိုက်ရတဲ့အတွက်အရန်ကိုပျော်ရွှင်သွားခဲ့ပါတော့တယ်။ဝူမင်ကရှင်းရှင်းရဲ့မျက်လုံးတွေကိုအကောင်းဆုံးကုသပေးဖို့ကတိပေးလိုက်ပြီးကုသချိန်အနေနဲ့10ရက်တာကြာမျက်မှန်ဖြစ်တဲ့အကြောင်းပြောပြနေခဲ့ပါတယ်။ချက်ရှင်ဆိုသလိုပဲရှင်းရှင်းရဲ့မျက်လုံးတွေကိုကုသပေးလိုက်ပြီး10ရက်ကြာအောင်စောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။စောင့်ကြည့်တဲ့အချိန်အတွင်းမှာလည်းရှင်းရှင်းရဲ့မျက်လုံးကအရှိန်နေကောင်းလာခဲ့သလိုဝူမင်နဲ့တင်းဖုန်ရဲ့ကလေးကလည်းအတော်လေးကိုရင်းနှီးနေခဲ့ကြပါတယ်။ဒီလိုနဲ့အေးအေးချမ်းချမ်းရှိနေတဲ့ဝူမင်တဲကိုကန်စီကိုရှင်းရှင်းရဲ့အဖေမိစ္ဆာကိုင်းချုပ်ကရောက်လာပြီးဓာကကိုပိုင်ဆိုင်ဖို့အလောတကြီးလာခဲ့တာပဲဖြစ်ပါတယ်။တင်းဖုန်ရှိနေတဲ့ဝူမင်တဲခိုခန်းစီကိုလိုက်လာပြီးတင်းဖုန်ကိုရှက်ရှင်ထွက်လာခိုင်းလိုက်ပါတယ်။တစ်ဖက်မှာလည်းရှင်းရှင်းရဲ့မျက်လုံးတွေပြန်မြင်ရဖို့3ရက်ပဲလိုပါတော့တယ်။သူ့ရဲ့မျက်လုံးတွေကလည်းအတော်လေးကိုရှည်နေကောင်းနေခဲ့ပါတယ်။ဒါကြောင့်ဂိုင်းချုပ်ကြီးစီထွက်ထွေးလိုက်ပြီးတိုင်းလောကတစ်ခုလုံးကိုအုပ်ချုပ်ခိုင်းဖို့ခေါင်းဆောင်ခဲ့တဲ့တင်းဖုန်ကိုသူကိုယ်တိုင်ဒီကိစ္စတွေမလုပ်ပဲထွက်ပြေးနေအောင်မယ်ဆိုရင်သူ့လက်ထဲကိုတင်းဖုန်ရဲ့လက်နဲ့ပြန်ထည့်ပေးလိုက်ဖို့ရွေးချယ်ခိုင်းလိုက်ပါတယ်။လက်နက်ကိုပဲတစ်ချိန်လုံးစိတ်ရောက်နေတဲ့အတွက်လက်နက်ကိုမပေးဘူးဆိုရင်တဲကိုကန်မှာရှိတဲ့လူတွေအကုန်လုံးစိတ်အေးချမ်းသာနေရမှာမဟုတ်တဲ့အကြောင်းချင်းချောက်ခဲ့ပါသေးတယ်။ဒါကြောင့်တင်းဖုန်အစင်သင်းဖြစ်ဖို့အချိန်3ရက်ပြီးမှဖြစ်တဲ့အကြောင်းပြောပြီးပြန်ထွက်သွားခဲ့ပါတယ်။တင်းဖုန်ကတော့သူ့တယောက်တည်းသာရှိမယ်ဆိုရင်တိုင်းလောကကြီးစုပူထကြွစေဖို့လက်နက်ကိုပေးမှာမဟုတ်ပါဘူး။ဒါပေမဲ့တဲကိုကန်မှာရှိတဲ့လူအားလုံးနဲ့ချင်းချောက်သွားခဲ့တာကြောင့်ဘလို့မှစဉ်းစားမရတဲ့အဆုံးအကျက်ရိုက်နေခဲ့ပါတော့တယ်။တင်းဖုန်စိတ်ရှုပ်နေတာကိုသိနေခဲ့တဲ့ရှင်းရှင်းကအကျိုးအကြောင်းမေးမြန်းနေတဲ့အချိန်မှာတော့သူ့အဖေကတဲကိုကန်စီကိုလာပြီးခိုင်းအကုန်လုံးကိုချုပ်ကင်နိုင်ဖို့လက်နက်ကိုလိုချင်တဲ့အကြောင်းလာပြောသွားတယ်ဆိုတာကိုသိလိုက်ရပါတော့တယ်။ဒါကြောင့်အဲ့ဒီညမှာပဲတင်းဖုန်ကိုယ်တိုင်ဖွက်ထားတဲ့လက်နက်ကိုမြေကြီးထဲကနေတူပြီးခိုင်းချုပ်ကိုပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။တစ်ဖက်မှာတော့ရှင်းရှင်းရဲ့မျက်လုံးကုသထားတာ10ရက်ပြည့်သွားပြီး10နှစ်ကြာပြီးနောက်မှာပြန်ကောင်းလာတဲ့အထိမ်းအမှတ်အနေနဲ့ပျော်ဝဲရွှင်ပွဲကျင်းပနေကြကြပါတယ်။တင်းဖုန်နဲ့ရှင်းရှင်းတို့ဘဝမှာဒီနေ့ကအင်မတန်ပျော်စရာကောင်းတဲ့နေ့တွေတစ်နေ့ဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ဒါဟာနောက်ဆုံးပျော်ရွှင်ခြင်းဆိုတာကိုတော့ဘယ်သူမှကြိုမသိခဲ့ကြပါဘူး။နောက်နေ့ရောက်တဲ့အခါမှာတော့တင်းဖုန်လည်းခိုင်းချုပ်စီကိုသွားတဲ့လမ်းမှာတိုင်းသမားတစ်ယောက်စီကတိုက်ခိုက်တာကိုခံရပါတော့တယ်။ဒီတိုက်ခိုက်သူကလျှံထင်းရှင်ဖြစ်မယ်လို့ထင်နေခဲ့ပေမဲ့တင်းဖုန်လက်လွန်ပြီးသွားချိန်မှာသိလိုက်ရတာကတိုက်ခိုက်သူကသူ့မိန်းမရှင်းရှင်းဖြစ်နေခဲ့တယ်ဆိုတာပဲဖြစ်ပါတယ်။ဒါကြောင့်တင်းဖုန်ရဲ့တိုက်ခိုက်မှုကြောင့်ရှင်းရှင်းရဆုံးပါသွားခဲ့ပါတော့တယ်။ချင်းထားတဲ့နေ့ရောက်တဲ့အခါမှာတော့ဂိုင်းချုပ်ကတဲခိုကန်စီကိုရောက်လာခဲ့ပါတော့တယ်။တဲခိုကန်နဲ့တားဖြစ်သူကိုတော့ဝူမင်းစီမှာအပ်ထားပြီးဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့ပါတယ်။ရောက်ခတိဖြစ်သူကိုရှင်းရှင်းရဲ့ဆုံးပါမှုနဲ့ပတ်သက်ပြီးပြောပြခဲ့ချိန်မှာတော့ဝမ်းနဲ့တဲ့အရေးအယောင်တွေမတွေ့ရပဲလက်နက်ကိုပဲမျက်စိကျနေခဲ့ပါတော့တယ်။တင်းဖုန်ကတော့ဒီလက်နက်ကိုတိုင်းလောကထဲပြန်မရောက်သွားအောင်အဆုံးစုံကာကွယ်တိုက်ခိုက်သွားမှာဖြစ်တဲ့အကြောင်းပြန်ပြောလိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်အပြန်အလှန်တိုက်ခိုက်ကြရင်တိုင်းလောကကနေလုံးဝပြောက်ကွယ်သွားခဲ့ပါတော့တယ်။မိစ္ဆာကိုင်းချုံနဲ့တင်းဖုန်တို့ရဲ့အကြောင်းကတော့တိုင်းလောကမှာညာဇဝင်တစ်ခုလိုပဲပြောစမဲ့တွေ့နေခဲ့ပါတော့တယ်။